ဒီလူဟာတနေ့ကိုအင်တာ10ချိန်ထက်မကတွားလိရှိပေမဲ့တခါမှတော့စက်ကူနဲ့တိုးလိမရှိပါဘူးကြံခဲ့တဲ့အင်တာ3စက်ကူတွေကိုတော့အလုံးသေးလေးတွေဖြစ်အောင်လုံးပြီးရင်ရေထဲနှစ်ပြီးရေညစ်ထုတ်ပစ်ပါတယ်အဲ့ဒီနောက်တွားတိုက်ဆေးနဲ့တလုံးချင်းစီကပ်ပြီးစက်ကူလုံးလေးတွေအားလုံးကိုစုလိုက်ပါတယ်အဲ့ဒါတွေကိုအတုံးတတုံးဖြစ်အောင်ပြန်နေလိုက်တဲ့အခါမှာတော့ဒါဟာသူ့အတွက်ထောင်ကလွတ်မြောက်ဖို့တော့ချက်ဖြစ်လာပါတော့တယ်ခဏတာထမင်းစားနာချိန်တွင်းမှာတော့အဆောင်တွေမမြင်အောင်လက်ထိတ်ကိုဖြုတ်လိုက်ပြီးအဲ့ဒီစက်ကူတုံးကိုတော့အိမ်ထဲကိုအမြန်ထိုးထည့်လိုက်ပါတယ်တခြားလူကတကားပိတ်ပြီးထွက်သွားတဲ့အချိန်မှာတော့သူကလက်လန်းပြီးအตาလေးတုံးလိုက်ယုံနဲ့ပထမတကားကပွင့်သွားခဲ့ပါပြီးဒုတိယတကားရဲ့ရှိုးဝက်ကုတ်ကိုလည်းဘလို့ကြော်ဖြတ်ရမလဲဆိုတာသူကြိုတင်ပြီးနင်းလန့်ရှာထားပြီးသားပါထောင်ထဲကအစားအစာတွေကိုစားတောက်ပြီးတဲ့နောက်မှာတော့အဆောင်တွေဘယ်တော့မှတိတ်မသွားတဲ့နို့ဘူးကွန်တွေကိုကျန်းပြင်ပေါ်ပစ်ချပြီးပြားသွားအောင်နင်းချလိုက်ပါတယ်အဲ့ဒီရဲ့အပြင်ဘက်ဆုံးကပလတ်စတစ်အကြီးလွှာလေးဟာဒုတိယတကားကိုဖွင့်မဲ့တော့ချက်ပါပဲအဆောင်တွေကခလုတ်တွေပေါ်မှာလက်ပွေတွေခြံထားခဲ့ပြီးတဲ့နောက်သူဟာကနန်းလေးလုံးပါတဲ့ကိုတစ်ခုကိုရရှိသွားခဲ့ပါတယ်ဒါပေမဲ့ဒါကလုံးဝမလုံလောက်သေးပါဘူးဘာလို့လဲဆိုတော့ကနန်းလေးလုံးပဲရှိပေမဲ့ဖြစ်နိုင်ခြေရှိတဲ့အတွဲဆက်ပေါင်း24ခုထိရှိနေလို့ပါပဲကုန်းမှန်ကိုရဖို့အတွက်သူစမ်းသက်ဖို့အချိန်လုံးလောက်လိုအပ်ပါတယ်ကံကောင်းကျင်တော့သူတကယ်ပဲကံကောင်းသွားခဲ့ပါတယ်ဒါပေမဲ့သူကချက်ချင်းထွက်ပြေးဖို့မလိုပါဘူးစောင့်ကြည့်ခင်များပရိုဂရမ်ကိုပြုပြင်ပြီးတဲ့နောက်မှာတော့သူ့ရဲ့အချင်းခန်းထဲကိုပဲကိုယ့်သဘောနဲ့ကိုပြန်ဝင်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒါဟာထောင်ဖောက်ဖို့အတွက်ပထမဆုံးခြေလှမ်းမရှိသေးလို့ပါဒီနေရာကနေလုံးဝလွတ်မြောက်ဖို့အတွက်သူအသေးစိတ်ချက်လက်တွေကိုပို့ပြီးတည်ထားဖို့လိုပါသေးတယ်ထောင်ကြတဲ့ပထမဆုံးနေ့ကစားပြီးသူဟာတစ်ဖက်ကလည်းအလွန်ငြိမ်ငြိမ်စိမ်စိမ်နေပြခဲ့ပါတယ်အဆောင်တွေသူ့အပေါ်တန်တရားစိတ်လျော့နေတော့အောင်ရိုးသားတဲ့ပုံစံမျိုးဖန်တီးနေတာဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကတော့တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကိုအသုံးချပြီးအဆောင်တွေရဲ့ကင်းလဲတဲ့အလေးထက်ကိုတေးသေးချာချာချောင်းနှားထောင်ဖို့ပါပဲလက်ဝက်လောက်စောင့်ကြည့်ပြီးတဲ့နောက်မှာတော့အနားယူချိန်တိုင်းမှာသူ့ကိုစောင့်ကြည့်ရတဲ့အဆောင်ဟာစောင့်ကြည့်ရေးခန်းထဲကအဆောင်ကိုခေါ်ပြီးခေါင်းမိုးပေါ်မှာဆေးလိပ်အတူတူတွားတော့လေးရှိတာကိုသူသိလိုက်ရပါတယ်အဲ့ဒီလူနှစ်ယောက်အသွားပြန်လုံးမဲ့9မိနစ်အချိန်ဟာသူ့ရဲ့နောက်ထပ်လှုပ်ရှားမှုအတွက်လုံလောက်ပါတယ်သူဟာထောင်ရဲ့တိဆောက်ပုံကိုစတင်လေ့လာပြီးအဆောင်တွေဆေးလိပ်တောက်တဲ့ခေါင်းမိုးရဲ့ကွက်တီအောက်တဲ့ဟာစောင့်ကြည့်ခင်မရရဲ့တခုတည်းသောမျက်ကွယ်ရနေရာဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီနေရာဟာအချင်းကန်းနဲ့မီတာ30တောင်မဝေးပါဘူးပိုပြီးရေးကြီးတာကအဲ့ဒီနိုင်ငံရဲ့တစ်ဖက်ခြမ်းမှာမိသက်ဌာနရဲ့ကားကိုတောင်ရှိနေတာပါပဲပြီးတော့နေ့တိုင်းညနေ4 နာရီဆိုရင်မိသက်ကားဟာတန်ရှင်းရေးလုပ်ဖို့အတွက်အပေါက်ဝမှာလာရဲလေးရှိပါတယ်အချက်လက်အားလုံးကိုစူးစီးပြီးတဲ့နောက်ဒုတိယမြောက်နဲ့အနားယူချိန်မှာတော့သူဟာထောင်ဖောက်ဖို့အစီအစဉ်ကိုတရားဝင်စတင်လိုက်ပါတော့တယ်အဆောင်တွေထွက်သွားပြီးတဲ့နောက်သူဟာနိုင်ရန်ကစောင့်ကြည့်ခင်များကိုလန့်ကြည့်ပြီးအပြင်ကဟက်ကလုတ်ဖော်ကိုင်ဖက်စီကိုအချက်ပြလိုက်ပါတယ်ပြီးတော့ခြေပစ်လက်ပစ်ထိုင်ပြီးအခွင့်အရေးကိုစောင့်နေခဲ့ပါတယ်သူ့ရဲ့လုတ်ဖော်ကိုင်ဖက်ကအပြင်မှာကားတစ်စီးကိုအချိန်ကိုက်ဖောက်ခွဲလိုက်တဲ့အတွက်စောင့်ကြည့်ရေးခန်းကအဆောင်တွေဟာပောက်ကွဲမှုကြောင့်အာရုံလွဲသွားခဲ့ကြပါတယ်ဒါပေမဲ့သူကတော့အချင်းခန်းထဲကနေထွက်သွားခဲ့ပါပြီးလေဝင်လေထွက်ပြုံကနေတဆင့်မိသက်ကိုတောင်းစီကိုသူတွားသွားခဲ့ပါတယ်သူဟာမိသက်သမားယူနီဖောင်းပိုကိုအမြန်လဲဝတ်လိုက်ပါတယ်ဒီချိန်မှာလူတိုင်းကမိငိမ့်သက်ဖို့အလုပ်ရှုပ်နေကြတာမို့မိသက်ကားအောက်မှာပုံနေတဲ့သူ့ကိုဘယ်သူမှသတိမထားမိကြပါဘူးကမောက်ကမက်ဖြစ်နေတဲ့အခြေအနေထဲမှာသူဟာသူ့လုပ်ဖော်ကိုင်ဖက်ရဲ့ကားထဲကိုအေးအေးဆေးဆေးပဲဝင်ထိုင်လိုက်ပါတယ်ဒါပေမဲ့သူလွတ်မြောက်ခါနီးဆဲမှာတင်ထောင်တကားဝအရောက်မှာကားပေါ်ကနေပေးဆင်းဖို့တောင်းဆိုခဲ့ပြီးသူ့ရဲ့ထောင်ဝတ်စုံကိုဖုံးကွယ်ဖို့လည်းမကြိုးစားခဲ့ပါဘူးရဲမြောက်များရဲ့ဝိုင်းရံခြင်းကိုခံထားရစဉ်မှာပဲသူဟာရှိုးဝက်ဖုံးနံပါတ်တစ်ခုကိုခေါ်ဆိုလိုက်ပါတယ်သူဟာသူဖြစ်ချင်တဲ့အတိုင်းရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပေမဲ့နောက်ပိုင်းမှာတော့ထောင်ပိုင်ရဲ့ရုံးခန်းထဲမှာပေါ်လာခဲ့ပါတယ်အမှန်တော့သူကရာဇဝတ်ကောင်မဟုတ်ပါဘူး FBI ကထောင်ရဲ့လုံခြုံရေးကိုစမ်းသပ်ဖို့အတွက်ငွေကြေးမြောက်များပေးပြီးငှားရမ်းထားတဲ့အထူးကျွမ်းကျင်သူတူဖြစ်ပါတယ်ထောင်တီးတီးရဲ့လုံခြုံရေးဟာကွက်တွေကိုရှာဖွေဖို့တာဝန်ယူထားရသူဖြစ်ပြီးမစ်ရှင်ကိုအောင်မြင်စွာပြီးဆုံးပြီးနောက်မှာတော့သူဟာစုချင်းငွေမြောက်များကိုရရှိခဲ့ပါတယ်ဒါဟာသူအောင်နိုင်ခဲ့တဲ့ဆက်9ခုမြောက်ထောင်ဖြစ်ပြီးဒီအကြောင်းနဲ့ပတ်သက်လို့သူစာအုပ်တောင်ရေးသားခဲ့ပါသေးတယ်ဒါပေမဲ့ဒီလိုမာနထောင်လွှမ်းမှုကြောင့်ပဲသူဟာဒေရင်းထဲကိုတိတ်တိတ်ကြီးတိုးဝင်ပြီးသွားပါတော့တယ် CIA ရာရှိတွေကသူ့ကိုလာရှာပြီးတေလူတွေပဲပြန်ထွက်လာနိုင်တယ်လို့နာမည်ကြီးတဲ့ရှိုးဝက်ပုဂ္ဂလိကထောင်တစ်ခုအကြောင်းပြောပြခဲ့ပါတယ်အဲ့ဒီထောင်ရဲ့ဒီနေရာကိုမတိရယုံတင်မကပဲထောင်ထဲမှာလည်းနာမည်ကြီးရာဇဝတ်ကောင်မျိုးစုံကိုထိမ့်သိမ်းထားတာဖြစ်ပါတယ်လုံကူဟာစပိုင်းမှာဒီအလုပ်ကိုလက်ခံဖို့ဝင်လေးနေခဲ့ပေမဲ့အရာရှိတွေကသူ့ရဲ့စရိုက်ကိုအကဲခတ်မိပြီးထောင်ကနေမလွတ်မြောက်နိုင်မှာကိုကြောက်နေတာလားဆိုပြီးလောင်ပြောင်ခဲ့ကြပါတယ်ဒီစကားလုံးအနှဲငယ်ဟာလုံကူရဲ့အသေးကိုကွက်တီတွားထိခဲ့ပါတယ်အမျိုးသမီးရာရှိဟာလုံကူကအရှုံးမပေးချင်တဲ့စိတ်ရှိမှန်းသိလို့ဒီစင်ခေါ်မှုကိုလက်ခံလိုက်မယ်ဆိုတာယုံကြည်နေပြီးသူ့ရဲ့ရာဇဝတ်မှုမှတ်တမ်းကိုကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်မကြခင်မှာပဲသူဖမ်းဆီးခံရမယ့်နေ့ရောက်လာခဲ့ပါတယ်လုံကူရဲ့ဘေးကင်းလုံခြုံမှုအတွက်သူတို့ဟာကေဆေရေးရှိုးဝက်ကုတ်ကိုတတ်မှတ်ပေးထားယုံတင်မကပဲသူ့ခန္ဓာကိုယ်ရဲ့ကိုလည်းခြေရာခံကိရိယာတစ်ခုထည့်သွင်းပေးခဲ့ပါတယ်မျော်လင့်မထားပဲအပြင်ကိုလန့်ထွက်လိုက်တာနဲ့သူဟာတိုက်ရိုက်ပြန်ပေးဆွဲခံလိုက်ရပြီးသူ့ခန္ဓာကိုယ်ရဲ့ကခြေရာခံကိရိယာကိုလည်းအဓမ္မထုတ်ယူခြင်းခံလိုက်ရပါတယ်သူအနေနဲ့လာနေပြီဆိုတာကိုရိပ်မိလိုက်ပေမဲ့မစ်ဆေးရဲ့အချိန်ကြောင့်အချိန်နှောင်းသွားခဲ့ပါပြီးလုံကူတယောက်တတိလုံးဝလစ်သွားခဲ့ပါတော့တယ်သူပြန်နိုးလာတဲ့အချိန်မှာတော့ဖန်သားပြန်အခန်းတစ်ခုထဲရောက်နေပြီးပတ်ဝန်းကျင်ကိုဝေးဝေးကြည့်လိုက်တဲ့အခါလုံကူတယောက်နေရာတွင်ကြောင်သွားခဲ့ပါတယ်သူ့ရဲ့အတွေ့အကြုံမျိုးစုံနဲ့တောင်ဒီလိုထူးခြားဆန်းပြတဲ့ထောင်မျိုးကိုတစ်ခါမှမမြင်ဘူးခဲ့ပါဘူး